မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့တွေ Black Tower Hello မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ Black Tower ခုံမဲ့ပုံနော် Black Tower မခုံကြီးပြောစရာရှိရတော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါဦးနော်အဲ့ဆို let's go စလိုက်ရအောင် Black Tower ရဲ့ခုံကတော့ပုံမှန် Tower တိုင်းပဲပဲနော် Black Tower တိုင်းကတော့ပုံမှန် Tower ကိုင်းပါပဲ Okay စကားငယ်လေးမပြောရတော့ခုံလုပ်ပေးပါနော်Black Tower တိုင်းကိုဆုံးဖြတ်ခုံပြနိုင်တယ်တော့အာမမခံပါဘူးရှင် Okayကမကိုရောက်လာပြီ Okay ပါရှင်ကြည့်ရကြည့်တော့ပြန်အော် sorry ခဏလေးကကမဲဖို့လို့မင်းငါကလာခင်ငါရှိရောက်လာရဲ့ကလာအဲ့တော့ကောင်းမမရဲ့ရှင်ညီမကောင်းမမရဲ့ပေါ့နော်ညီမဘက်ကပဲလုံးဝကောင်းမလိုက်ပဲရှင်ဘာဖြစ်လို့လဲဆိုတော့ပေါ့ငေါညီမပေါ့ငေါဗီဒီယိုမကင်ခင်ပေါ့ငေါဗီဒီယိုကင်မမေ့သွားပေါ့ငေါအဲ့ဒါကြောင့်မအခုဗီဒီယိုလာခင်တာပေါ့ငေါOkay အမလေးကွေးကကုန်းကောင်းရမှာနော်ကွေးကခမကြီးဝါရမ်းအောင်ဖြစ်နေပြီရောကဲဆက်ခွန်လိုက်ရအောင်လက်ကဝါရမ်းလေးကညလုံးတော့အေးရကလာဝင်းစားနေရမှာဆိုရင်တော့ကြေအောင်ခတ်တယ်ပေါ့နော်ဝင်းစားနေရမှာဆိုရင်မျက်လုံးဆိုတာမခံနိုင်တဲ့လူတွေရောနော်ဝမ်းငယ်စရာပဲပေါ့နော်Finally ဟွာခုပြောချင်က Robux ကိုဝယ်ခြင်း Block ကိုင်းပေးမှာကောင်းရပေါ့နော် Robux ကို Block ကိုင်းပေးမှာဆိုရင် Robux ရဲ့က Robux ဝယ်တာကဈေးကောင်းချိုကစားငယ် Robux ကိုရောင်းချပေးနေတာဆိုမို့လို့အဲ့ Robux ကိုဝယ်ခြင်းငယ်ဆိုရင်တော့ဈေးကောင်းချိုကစားငယ်စိတ်ချစာဝယ်ခြင်းငယ်ဆိုရင်တော့ Block ကိုင်းပေးမှာကွာရရှာပါနော်ဟုတ်ကဲ့ကျမစပွန်ဆာပေးခြင်းလည်းပြောပါနော်ဟုတ်ကဲ့ပါညီမငါကူခုံချင်းငယ်ဆိုရင်ဘာကောင်းရလဲငယ်ကူခုံမလဲပငငါးကူခုံမညနေလားမငါလားဆိုတော့ကောမမရေးခဲ့ပြပါနော်ကဲကောင်းရင်စလိုက်အောင်ပါမော်လေးငယ်ကွာရရောဒီမှာဆိုစကိတ်ချွားလားသူတို့စနေโอเคပါရှင်ဒီကောင်းရတယ်အရေးဝယ်လို့နဲ့နော်အိုင်ခံလိုက်မယ်အော်ခါနဲ့နေလို့ဟွာလေးကတကယ်လို့ကဖန်လေးကွာအကေခံကြီးကိုပြောပြပါဆိုရင်အကေခံကြီးလို့ပြောပြပါမယ်နော်အယူဆုံးကိုကပေါ့ငေါဒီပေါ့ငေါဒီရိုဘတ်ပုံစံလေးပြကြရခဲလေးဝင်လိုက်ပါပြီးဆိုရင်ဒီမှာပေါ့ငေါခါလေးလဲရဟာလေးပေါ့နော်လဲရဟာလေးနှိပ်ပြီးဒီမှာပေါ့ငေါခါလေးပေါ့ငေါအဲ့ဒီနဲ့ဆိုပြေးလာပါပြီရှင်ဒီမှာအကေခံပြမယ်နော်ခါလေးကိုနှိပ်ပြီးခါလေးရဲ့ပြီးခါလေးကိုနှိပ်လိုက်အဲဝေဟဲကဲအဲ့လိုပြောရဆိုတော့ခင်းလေးကိုစားလာပါဟုတ်ကဲ့ပါရှင်ဒီနေ့ဗီဒီယိုရဘလောက်ပါပဲအဲ့ဒါဆိုအားလုံးပဲဘိုင်းပါနော်ဒီနေ့ဗီဒီယိုကတော့အားလုံးမှာ channel subscribe နဲ့ like လုပ်လို့လည်းမမေ့ပါနဲ့နော်ဟုတ်ကဲ့ပါရှင်